ကိုနှစ်ပေါင်းများစွာပင်ပင်ပန်းပန်းစုထားတဲ့စုဆောင်းငွေတွေကမမျော်လင့်ပဲရောက်လာတဲ့ဒုက္ခတစ်ခုတည်းနဲ့အားလုံးပြောင်းတင်းခါသွားနိုင်တယ်ဆိုတာသိပါသလားမိတ်ဆွေရဲ့စုဆောင်းငွေကတကယ်ရောလုံခြုံမှုရှိရလားအသက်အာမခံနဲ့ရိုးရိုးငွေစုဆောင်းတာဘာကွာလဲဒီမနေ့ပြန်တိုင်းတွေစိတ်ချလိုက်အစီအစဉ်မှာအချိန်10မိနစ်တည်းပြုံးနေဒါတွေအားလုံးရှင်းသွားလိမ့်မယ်မိသားစုအားလုံးရဲ့မနေ့ပြန်တိုင်းတွေစိတ်ချလိုက်ရိုးရိုးငွေစုတယ်ဆိုတာကိုစုဆောင်းထားတဲ့လောက်ကိုပဲပြန်ရတာမျိုးပါဥပမာကိုကမမျော်လင့်ထားတဲ့ကျန်းမာရေးပြဿနာနဲ့ကြုံလာခဲ့ရင်ကိုယ့်ရဲ့စုဆောင်းထားတဲ့ငွေအားလုံးသုံးလိုက်ရတာမျိုးဒါမှမဟုတ်မလောက်ငှတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့အသက်အာမခံကတော့ငွေစုယုံတင်မကောက်အကာအကွယ်ပါတွဲပါလာတာမျိုးပါကိုကမမျော်လင့်ထားတဲ့ပြဿနာနဲ့ကြုံလာခဲ့ရင်အသက်အာမခံကုမ္ပဏီကကိုစုဆောင်းထားတဲ့ကိုရီမန်းထားတဲ့ငွေပမာဏကိုအပြည့်အဝအကာအကွယ်ပေးသွားမှာဖြစ်လို့ကိုမိသားစုငွေကြေးအခက်အခဲမရှိတော့ဘူးပေါ့ပိုကောင်းတာကအာမခံသက်တမ်းကုံဆုံးတဲ့အချိန်ထိကိုကကြမ်းကြမ်းမာမာရှိနေလို့ရှိရင်လည်းကိုစုဆောင်းထားတယ်လို့ရီမန်းထားတဲ့ငွေပမာဏကိုအကျိုးခံစား권အနေနဲ့ပြန်လည်ရရှိမှာဖြစ်တဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့စုဆောင်းငွေလည်းမဆုံးရှုံးတော့ဘူးပေါ့ဒါကြောင့်ရိုးရိုးလဲငွေစုပါအသက်အာမခံလည်းထားပါနှစ်ခုလုံးရှိမှပိုပြီးပြည့်စုံမှာပါအခုဆိုရင်မနှက်ဖြန်တိုင်းအတွက်စိတ်ချရအောင်ဘာတွေပြင်ဆင်ရမလဲဆိုတော့သိပြီးကြပြီထင်ပါတယ်နောက်ထပ်သိလို့တဲ့မေးခွန်းတွေရှိနေကွန်မန့်မှာမေးထားလို့ရတယ်နော်အားလုံးနဲ့နောက်တစ်ပတ်မှာပြန်ဆောင်ကြမယ်